မိုးဟီကိုနဲ့မဟုတ်ပဲမီတဲလူနဲ့တရင်နေထွက်နေခဲ့တဲ့ဂျော်ရှူအာဖန်ကဲပရက်သက်ကြီးတို့မြန်မာနိုင်ငံရဲ့ကိုယ်တန်းငယ်ဆုံးအာကစားသမားတူအနေနဲ့ USC ကပတ်ကိုအပိုင်သိမ်းယူနိုင်ခဲ့သူကတော့စင်နိုင်ရင်သားလေးဂျော်ရှူအာဖန်ပဲဖြစ်ပါတယ်။သူအနေနဲ့ကတော့တရုတ်ဆောင်မမမိုးဟီကိုရဲ့ဂျင်းဆောင်ပရက်သက်တယောက်ဖြစ်တယ်လို့မိုးဟီကိုနဲ့တွေ့ရခါမျိုးမှာတော့ဘာမှမပြောနိုင်ပဲရှင်နေုံမှတပါစကားလုံးတွေပြောက်သွားရတဲ့အထိရင်ကုန်နေခဲ့ရတာပါ။ခါဝေမဲ့လေဒီအပိုင်းတွင်မှာတော့မြမမျိုးသမီးလေးရုပ်စင်ပေါ်လုံးအာကစားသမားဖြစ်သူမိချက်လူနဲ့ချစ်ဆိုင်နေကြပြီဆိုတဲ့တဲ့ဟာတစ်တော်မီဒီယာပေါ်မှာအတော်လေးပြန့်နေခဲ့တာပဲဖြစ်ပါတယ်။မိချက်လူဆိုတာကတော့ပညာရေးပိုင်းမှာလည်းဆရာဝန်လောင်းနေရလေးတယောက်ဖြစ်တယ်လို့မြန်မာလိုင်းရွေးစင်ပေါ်လုံးကစားသမားတုံးဖြစ်တာကြောင့်သူတို့နှစ်ဦးကအတော်လေးလိုက်ဖက်တယ်ဆိုတဲ့တဲ့နေထွက်နေခဲ့တာပါ။အဲ့ဒါအပြင်သူတို့နှစ်ဦးကိုတွဲဆက်ထားတဲ့ဗီဒီယိုအထက်ကကျင်းရှိသူတန်းချီရှိနေခဲ့ပါတယ်။ဒါပေမဲ့လည်းဒီတဲ့နေဟာအတိအကျအတည်ပြုနိုင်ခြင်းမရှိသလိုရစ်တက်ဘက်ကနေလည်းအားပေးနေတဲ့ထင်ကြီးတစ်ခုသာဖြစ်တဲ့အတွက်ကြောင့်တရားဝင်ချစ်သူတွေဖြစ်နေကြပြီလို့ပြောနိုင်ခြင်းတော့မရှိသေးပါဘူး။ဒါပေမဲ့လည်းသူတို့နှစ်ဦးရဲ့ဒူလောတဲ့နေရရစ်တက်တီဒူလောပြောနေရတာအောင်ဖြစ်နေကြတာဆိုတော့ရစ်တက်ကြီးရဲ့အမြင်ကိုလည်းပြောပြီးတော့ကြပါအောင်ရှင်။